他看来，娘看来。Hello，下一票了，不票没？ဟုတ်ကဲ့ပါရှေ့မှာဒုံးကန်လာနေလို့ Hello，下一秒到。ဟုတ်ကဲ့我来后下一后，刚才那木啊，这看来主要看不是背来的，这是嘛，有群众道路的，我玻璃片多少钱？ ဟုတ်ကဲ့ပါ 少了呢。 ဟုတ်ပါဒုံးလာနေလို့ 哎说，我看下玻璃片多少钱？看下锅盖了，主要看不是多背来的，这是嘛有群众走道路，刚才那木啊背来。 ဟုတ်ပါ Hello ဘယ်ဘက်အရှက်ဘက်ချမ်းပြစ်ပြရမှာလားဘယ်ဘက်ချမ်းပြစ်ပြရမှာလဲပြော ဘိုးကျွန်တော်ကဘယ်ဘက်ကိုပြစ်ပေးရမှာလို့လင်းပြစ်ဖို့ကဟိုရစကန်ဟောင်းယုံဘက်ပဲလားရတာလမ်းအောင်တမ်းမဲ့ကိုအခုချိန်ကျဲရပါတယ်ဗျ ဟုတ်ပြီလိုင်းအောင်ရတယ်ရဟရင်ဝင်ဘက်ပါလားရဟရင်ဝင်ဘက်ပါလား ဆိုင်ဒါစီမပါဘူးဒါမရှိဘူးလို့ကြတယ် ထိန်းနာတက်ပြီရောက်တော့မယ်ဘိုးလေးတန်နေအောင်ချိန်နာပြီးတော့ဘိုးလေးတန်နေအောင်ဥမာအပေါ်ကောင်တက်လာနေပြီတဲ့ ဘိုးလေးဟိုကဝေဒဘယ်လိုရှိလဲဇာတိဥရုဘိုးလေးဝေဒ ဝက်တာကောင်းတယ်ဗျဝက်တာ ဟုတ်ပြီအဲ့ဒီရဲစကန်လိုင်းအောင်ဘက်ကိုကူးချပေးမယ်ဘုံချပေးမယ်နော် ရတနာဟောင်းရဲ့လိုင်းဟောင်းရဲ့ဒီနေရာပြောခုပြော ရတာ လုံးမထားလည်းပဲနောက်ရောက်သွားတယ် ဖေကိုယုံကကျွန်တော်တို့ကြောင်းလိုင်းသားနဲ့ညီးလာဘယ်နားမှလဲထွေကိုယုံက ချိုးရုံးကကျွန်တော်ဖုန်းကြောင်းနားမှာပဲချိုးရုံးအများလေးလို့ပါဟိုမှာသူတို့ကတက်လုံးတော့မှာမလို့ဟုတ်တယ်ဗျဂတိမအခုလာမရမယ်သူတို့ကတက်လုံးနေပြီ လာမယ်နော်ဘုံနေကြီးပဲချမှာနော် စိုက်ဒါလေးပေးပါ မရှိဘူးလို့ ဆောင်းပြီးတာအများနဲ့ဆွဲတော့မှလည်းရတာ ဒီအောင်ဖြုတ်လိုက်လေဒီအောင်ဖြုတ်ကိုလိုခွတ်ထွက်ဒီလိုဟုတ်ပြီအရင်တော့ဟုတ်တယ်မြန်အဖိုင်အပေါ်ကဒုံးနေလဲချနေလဲဘိုင် အညာမခံနိုင်ဘိုးလေးချတာချ သူတို့ကဒုံးနေတောက်ချပြီးတော့လူတက်လုံးနေတာအခုကကြောင်းပြန်ဖြစ်နေပြီဗျ ရှိသေးလားဟိုဘာလို့တက်လာနေပြီကျွန်တော်ကလူတွေပဲရှိတော့တယ် မင်းအခုဘယ်လိုတော့ မျိုးမတော့ ငါမမာတာဘာလို့ ဟိုကတက်လာနေပြီ တက်လာနေလဲသွားကုတ်လေငါလုံးမာသားရရတယ်ကွာကုတ်ဆရာကြီးကသွားမကုတ်တော့ တော့ ဟဲ့ရှင်းတော့မှန်ခွဲပြီလားလို့ဒီကောင်ကြီးရှင်းမှရှိတယ်လေကွာဒီကောင်ကြီးကြောင်တောင်တော့ကွာဟဲ့ဟိုဘယ်လိုယူသွားပြီလဲဖမတော့စောက်တာဟိုဆက်တော့ဘယ်နာမှာဘယ်လိုဟိုရှင်းတော့မှန်ခွဲလိုက်လေကွာ ခွဲရတယ်ခွဲချ အဖိုင်မတို့ဒုံးနဲ့ထောက်ချနေအဖိုင် ဘိုးလေးကျွန်တော်တိုင်းမှုပါအခုတောင်းထားပါလေရင်တက်လာပြီဒဇင်းတက်လာပြီအဲ့မှာကြော်စိုးလို့ရှိတာပဲပြီးတော့ထွေးမောင်တို့ဘာတို့ကောရှစ်ထွက်မိုင်းမခွဲတတ်ဘူးလားဇော်မင်းတို့ သူတို့ကဟိုအတက်ကြီးနေပြီမလုံနိုင်တော့ဘူးဗျ စိန်ညောင်းရှိလားစိန်ညောင်းနဲ့ပြစ်အကြီးနဲ့ပြစ်လေ စိတ်ကပြည့်လို့မရဘူး ညောင်းနဲ့ကပြစ်လေဆက်သွယ်ညောင်းနဲ့ကပြစ်လေ ပြည့်မဲ့သူကမရှိတာဗျကျွန်တော်ကမှဆက်ကလည်းတက်ပြပြီးတော့သူတို့ကိုပြောပြနေရသေးတယ် စိတ်ရှိတယ်လူကွာမရှိပါဘူးဘယ်မှုသူရှိမလဲဘုံကတနက်ကလည်းရေးရကြောင်းဆိုချမ်းဖြစ်တယ် ဟိုဘယ်နေရ ချမ်းဖြစ်
ဘယ်လိုရှိလဲဘယ်လို ဘယ်လိုအားမရှိတော့လေ ဟိုရှင်းအခန်းထဲမှာရှိတယ်လေအမှဘယ်လိုတစ်လုံးရှိသေးတယ် ဟာအဲ့မှာအပီရက်ဆက်လက်လွတ်နေတာဘယ်လိုမှသွားမရဘူး ဆက်ထုံးမောင်ရှင်းမှာလူတွေအကုန်ရှိတယ်မလားမကြောက်နဲ့ကျွန်တော်ဆရာအောင်စီတို့ရှုပ်ထွက်လိုက်မယ်နော်ဆရာကျွန်တော်ဒီမှာတယောက်တော့ဘာမှလုပ်မရဘူးဆရာရှုပ်ချက်သွားပြီနော် ဆက်ရောက်သွားလိုက်မယ်ကိုကြောက်ပြန်လှမ်းမယ်ဆက်ဆက် ကျွန်တော်ဒီမှာကြီးပေါက်တွေယူအောင်ဒီကောင်တွေလုံးဝအညံ့ခံလို့မရဘူးနော်ဒီကောင်တွေကခုမှမှာလား ရေကတော့တက်လာတာ ဟာကွာဒီကောင်တွေရှစ်ထမိုင်ခွဲပါလို့ပြောနေတာဟာကွာ ဘယ်လိုမှမရှိပြန်ကိုချထားအောင်မ ရှစ်ထမိုင်ခွဲကိုဘယ်လိုမရှိလဲ ဘယ်လိုအောင်မရှိတာ ဆက်ကြီးရဟာ ဟာကျွန်တော်ဟုတ်ဝေးမှာ ဟိုတဲထဲမှာတစ်လုံးရှိတယ် အဲ့ထက်ကျွန်တော်ပြတာ ကျွန်တော်ပြောမယ်နားထောင်ဒီမှာကျွန်တော်တစ်လုံးရှိတယ်ပေးထားတာအဲ့ဒီထဲမှာတစ်လုံးရှိတယ်တွားချကြည့် အဲ့ခန့်ကျွန်တော်ပြချကြည့်လိုက်အောင် ပြောင်းနေပြစ်ထားတော့ပြစ်ထားပြစ်ဟာမတက်လို့လားဗျ တက်ပြီရောက်တော့မယ်ရဟန်းရံတက်သွားပြီကြောက်ထုကရဟန်းတက်သွားပြီရောက်တော့မယ်နော် ဟုတ်ကဲ့ပါဟုတ်ဘာတော့ဘယ်လိုမရှိဘူးလားလို့အပီဒီနဲ့ပြည့်လေကွာအဖဒီကောင်တွေတားအော်ပြီးတော့တောက်လျှောက်တက်လာနေပြီဗျ ပြောလိုက်ဒီမှာလည်းတက်လာနေပြီလို့နော် ဒီကောင်တွေဒုံးကလည်းအတင်းကိုထွက်မရဘူးဗျ ရောက်တော့မယ် ဗီဒီယိုရှိသေးတာဗီဒီယို ဘယ်လိုရှိမှမရှိဘူးလား ဗီဒီယိုအားမရှိဘူး ဟိုတန်ရုပ်ပတ်ထားတဲ့ဗီဒီလေ အင်းဟုတ်တယ်အားမရှိဘူး ကျွန်တော်ဆက်တွေဆက်ရှိသေးလားကိုလေးဆက်တွေဆက် ရှိတယ်ဗျရှိတယ် အဲ့ဆက်တွေဆက်ကဘက်ထရီရောအဲ့ဒီဘက်ထရီပေါက်တဲ့ထိုးသွင်းပြီးခွဲရင်ရော ဆရာဦးလိုက်ဟိုဆက်တယ်ဇက်ကဗီဒီကတော့လို့ရနေတာတဲ့အဲ့ဒါကြောင့်လည်းဟိုဆက်တယ်ဇက်ကဗီဒီသုံးလို့ရဆိုရင်အဲ့ဒီဟာကိုဖြုတ်ပြီးရှေ့မှာသုံးလိုက်ပါတဲ့ အဓိကမိုင်းခွဲပဲလို့ရနော်သုံးလိုက် တော်အဲ့မှာဘုကောင်အာဒီရောက်ကြတယ်ပြအောင်ပြစ်ထားကြပါဟာဒီပြစ်ထားပြီမကြီးနတိလာမယ်ဆိုရင်တတိကိုမနက်ကဒုံးကျဲတဲ့နေရာကိုတတိချပြီနော်ပြီးကျန်တဲ့တတိကကျွန်တော်တို့ကောင်းတဲ့နေရာကိုတတိကျဲပြီးအဖြစ်ပြမှာပါ လေရင်ရောက်တော့မယ်လို့ရဟန်းရင်လည်းကိုမတူပီကိုသွားနေပြီရောက်တော့မယ်နော်မတူပီကနေပြီးတော့ဟိုအဖွဲ့တွေကိုခေါ်ပြီးခင်ဗျားတို့စီကိုတက်လာခဲ့မယ်နော် အဖအပေါ်ကောင်နောက်ကျနေတော့ဗျ လာနေပြီဘိုးလေးရောက်တော့မယ်နည်းနည်းတော့တောက်ခံတော့အောင်နော်တပည့်တွေကြည်စံနေစီသေးတယ်မလားကြည် ရှိသေးတယ်ဗျ ဆက်ပြခိုင်းတာဘိုးလေး အဖေမရတော့ဗျအထက်ရောက်လာပြီ ကိုင်ပြကိုင်လက်ပြပုံနဲ့ပြစ်ချလက်ပြပုံနဲ့ပြစ်တက်လို့မရအောင်လို့ရလားဘိုးလေး ဘိုးလေး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 ရှိလားဘိုးလေး အကောင်ဘူလေးတင်တယ်ကျောင်းတော့ ရောက်နေလက်လက်ချညက်ခလိုက်တော့မင်းတို့ကိုလေးလက်စေသွားပြီ လက်နဲ့ချလိုက်နော်အဖခလိုက်အညခလိုက် အချုပ်ချအာနာရလာမင်းငွေဘလို့နေနေကြစကမြို့သားလုံးကြုံ
ဆိုတာကြီးကတကယ်တမ်းသူတို့ရဲ့ကျိုးစီးပါ Hey နောက်မှငိုတဲ့နေကြမင်းရဲ့အမေနဲ့ရေးစားရလားမင်းရဲ့ပုံစိုးမလောင်နေတာမှမဟုတ်မင်းဖားဆိုကလေးလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတပ်ဖို့မချိုးစားနဲ့တော့စူးမြောက်ကလေးကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စစ်သားမင်းတို့ချစ်တဲ့လူငိုနေရတယ်အပိုက်ချမ်းသာဖို့အသက်တွေရင်းနေရတန်ရလားဘာအမေမြေကကွယ်မရလားတိုင်းပြည်မမရှိလို့လားမင်းတွေ့နေကြမြေပုံကြီးကတကယ်တမ်းသူတို့ရောက်စားပြီးတာ Hey ရှေ့မှာရန်သူတွေလားမင်းရမယ်စုတစိတ်အသေးတွေလားမင်းရဲ့သေးတွေလားဒါမှမဟုတ်ထပ်တိုက်ဖို့စစ်ပွဲအသေးတွေလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတပ်ဖို့မကြိုးစားနဲ့တော့စူးမြောက်ကလေးကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံပါနဲ့နောက်ပြန်လဲခဲ့တော့စစ်သားအလံထူထောင်လက်နဲ့ချမိသားစုတဲ့နိုင်ငံအတွက်အမေရိကန်ရဲ့ရွေးချယ်မှုပဲနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတပ်ဖို့မကြိုးစားနဲ့တော့စူးမြောက်ကလေးကတဲ့နေတာမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စစ်သားလက်နဲ့ချပြီးပြည်သူနဲ့ပူးပေါင်းမလားအသက်အလက်ကဆုံးခံမလားတတိရှိရှိဆုံးဖြတ်ကြပါ